တယ်လို့ပါလားနင်းမနာဘာလို့မစားဖြစ်နေရလဲ အေးပါဟဲ့ပြီးမှအကြောင်းကိုပြောပြမယ်အရင်ဆုံးထိုင်နေရစေရော ဟဲ့လာတဲ့အကြောင်းပြောပြပါအောင်ငါ့ကို အေးဟဲ့ထုံးစံတိုင်းမို့ဟဲ့ဗီဒီယိုကောပြောနေနေအင်တာနက်လိုင်းကြကြသွားပြင်လာနေစပြီးတော့ကွိုင်တက်တော့တာပဲ ဘာများဖြစ်တာလဲလို့အဲ့ဒါများငါအခုအိမ်မှာတုံးနေတဲ့ Wi-Fi အကြောင်းကနေပြပြရမှာ လုံဆောင်မအောင်တငယ်ချင်းရပြောပြပါအောင် ငါအခုတုံးနေတဲ့ Max Fiber Internet ကမြန်မာနိုင်ငံရဲ့အသက်ဆုံးနဲ့ stability လမ်းဆွဲအောက်ပေါ်မှာ high speed internet ဖြစ်ပြီးတော့ alpha fast connection တွေဆက်ဆက်ပေးထားဆိုတော့ internet ပြတ်တာမှာလုံးဝစိတ်လို့စရာလည်းမလိုဘူးလေပြီးတော့ service အနေနဲ့ရတယ် on call 60 hour installation 60 hour နဲ့24 hour call center လည်းရှိရမှာလို့နေလို့လိုကောင်းလေးလည်းတစ်တစ်တူးချစ်တဲ့အတွက်အဆင်ပြေရပေါ့ ဖိုက်ပါအင်တာနက်ကလေလိုင်းအောင်ကောင်းရဲ့လား လိုင်းဆွဲရလုံးဝ share ပဲနေတုံးထလိုက် ဘေးကြတော့ဘယ်လိုမျိုးဆောင်ပေးရလဲ6လစာကြိုးပြီးတွင်းကြလို့သေးလား ငါ6လောက်ဆိုပေးစရာမလိုဘူးခဲတလာချင်းပေးဆောင်လို့ရတယ် မစိုးဘူးနော်ဟောဝယ်လို့ရမယ်လိမ့်စာလေးနှိုးမိပါအောင် ဘယ်လိုမှမဲရှုံးလေးစာကြတော့အမတ်681မြတ်ခတ်တိုင်းမြို့လမ်းကမာရင်းမြို့နယ်ရန်ကုန်မြို့နယ်အဲ့မှာတော့ဆော်တယ်လို့ရတယ် ကျေးဇူးပါတငယ်ချင်းရငါ့အခုလိုကူညီပြီးလို့ဘဲမြန်ရပါစေ ငါလုပ်လိုက်ရ